တခါတော့ကကျွေးလက်တော်ရလေးတူတော်မှာပြုံးမေလို့ခေါ်တဲ့သူစင်းရဲမယ်လေးတယောက်နဲ့သူ့ရဲ့မျက်မမြင်အမေဟိုကြီးနေကြပါတယ်။သူတို့သားမိကမကြမ်းပါလို့ပြုံးမေကနေစဉ်တော်ရဲသွားပြီးဟင်းသီးဟင်းရွက်တွေခူပြီးတော့မိကုံအတွက်စီပွဲဝါကရှာပေးရပါတယ်။တနေ့မှာတော့ပြုံးမေဟာပိုဝေးတဲ့တောအုပ်ထဲကိုဟင်းသီးဟင်းရွက်ရှာဖွေရောက်သွားပြီးတော့လမ်းပြောက်သွားခဲ့ပါတယ်။ညဘက်နောက်ကျမှရေကန်ကြီးတကန်သားကိုရောက်သွားတော့ရေကန်လုံးတဲ့အတွက်ရေကန်ထဲကရေကိုတောက်လိုက်မိပါတယ်။ရေကန်ထဲမှာငကားကြီးတစ်ကောင်ရှိနေတယ်ဆိုတာသူမကတော့မသိရှိခဲ့ပါဘူး။ရေတောက်ပြီးတော့ပင်မလုံးလုံးအိပ်ပျော်သွားတဲ့အခါမှာငကားမင်းကြီးကလူသားကောင်မလေးရောက်လာတာကိုတွေ့ပြီးတော့အံ့အားသင့်သွားခဲ့ပါတယ်။ဒါပေမဲ့ပြုံမေရဲ့ရိုးသားပြီးချစ်စရာကောင်းတဲ့မျက်နှာပြင်ကိုမြင်ရတော့စိတ်ထဲမှာတနာမိပါတယ်။ငကားမင်းကြီးဟာလူသားပုံစံပြောင်းပြီးတော့ပြုံမေနိုးလာတဲ့အခါမင်းကဘာတူလဲငါပိုင်တဲ့ထဲကိုဘလို့ရောက်နေတာလဲလို့မေးပါတယ်။ပြုံမေကသူ့အကြောင်းနဲ့သူ့ရဲ့မိခင်အကြောင်းကိုကြောင်ရွံ့ဆက်ရွံ့စွာနဲ့ပြောပြပါတယ်။ငကားမင်းကြီးကသူ့ရဲ့စွမ်းအားကိုတုံးပြီးတော့ပြုံမေရဲ့မိခင်ကိုပျောက်သွားတဲ့အမြင်အာရုံတွေကိုပြန်ပေးနိုင်တယ်။ဆင်းရဲဒုက္ခတွေပျောက်အောင်လည်းလုပ်ပေးနိုင်တယ်။ဒါပေမဲ့အပေးယူအနေနဲ့ပြုံမေရဲ့အသက်ကိုလိုချင်တယ်လို့ဆိုပါတယ်။ပြုံမေကသူမရဲ့မိခင်ကျမပျော်ရွှင်ဖို့အတွက်သူမရဲ့အသက်ကိုပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ငကားမင်းကြီးကသူ့ရဲ့ရက်စက်မှုကိုမပြုဘဲပြုံမေရဲ့စိတ်သက်ခိုင်မာမှုနဲ့မိခင်အတွက်ပေးဆက်လိုစိတ်ကိုသနာလာပါတယ်။အဲဒီအစားသူကပြုံမေကိုရွှေငွေရတနာတွေငကားမျိုးနွယ်ရဲ့ကောင်းကြီးမင်္ဂလာတွေပေးပြီးတော့အိမ်ပြန်ဝင်ပေးလိုက်ပါတယ်။တင်ဟာယူသားကျင်နာတဲ့စိတ်ဓာတ်ရှိလို့ဒီဆုလက်တွေကိုခန်းစားထိုက်တယ်လို့ငကားမင်းကြီးကဆိုပါတယ်။ပြုံမေအိမ်ပြန်ရောက်လာတဲ့အခါမှာတော့မိခင်ကကြမ်းမှပျော်ရွှင်နေပြီးတော့အိမ်ထဲမှာလည်းရွှေငွေအပြည့်ဖြစ်နေပါပြီ။ဒါဟာငကားမင်းကြီးရဲ့ကောင်းကြီးမင်္ဂလာကြောင့်ဖြစ်တယ်လို့သူလည်းနားလည်လိုက်ပါတယ်။အခုဆိုရင်တော့သူတို့မိသားစုလေးဟာချမ်းသာကြွယ်ဝပြီးတော့ကျေးဇူးတည်တတ်တဲ့စိတ်နဲ့ဆင်းရဲသားတွေကိုကူညီပြီးတော့တာယာစွာအသက်ရှင်သွားကြပါတယ်။တင်ကန်းစာအနေနဲ့ရိုးသားခြင်းကျင့်တတ်ခြင်းကျေးဇူးတည်တတ်ခြင်းနဲ့မိသားစုအတွက်ပေးဆက်လိုစိတ်တွေကအောင်မြင်ချမ်းသာမှုကိုဆောင်ကျဉ်ပေးနိုင်တယ်ဆိုတာပါပဲ။